တော်ကြီးကရဲ့လမ်းညွှန်ချက်အရတိုင်းဒေသကြီးနယ်ပြည်နယ်အသီးသီးမှာနေထိုင်ကြတဲ့ပြည်သူအလုံးအရေးသွေးပြေဝတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတန်းတူလက်လန်းမရရှိစေရန်ရည်ရွယ်ပြီးပြည်အောင်စုနယ်မြေနေပြည်တော်နဲ့တိုင်းဒေသကြီးပြည်နယ်မြို့တော်များချီသူနာပြုတောက်ဖွားတင်တန်းကျောင်း15ကျောင်းကိုသူနာပြုသိပ္ပံအနေနဲ့အဆင့်မြင့်တင်ဖွင့်လှစ်တာဖြစ်ပါတယ်။သူနာပြုသိပ္ပံများအဖြစ်အဆင့်မြင့်တင်ဖွင့်လှစ်နိုင်ခြင်းဟာပညာရေးအရေးသွေးမြင့်တင်ရေးခင်မီသုတေသနလုပ်ငန်းများတိုးတက်ရေးနဲ့နိုင်ငံတကာအဆင့်မီကျန်းမာရေးလူစွမ်းအားအရေးအမြင့်များမွေးထုတ်နိုင်ရဲ့အတွက်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီသူနာပြုတင်တန်းကျောင်းအရင်တုန်းကတော့53ကျောင်းရှိပါတယ်။သူနာပြုတင်တန်းကျောင်းရေတောက်ဖွားတင်တန်းကျောင်းရေနှီးနွယ်လေ့ကျင့်ရေးတင်တန်းကျောင်းရေပေါင်းရင်53ကျောင်းအခုတော့ဒီတင်တန်းကျောင်းတွေကိုဆရာတို့က15ကျောင်းကိုတော့သိပ္ပံဆိုပြီးအဆင့်မြင့်လိုက်တယ်။ဒီသိပ္ပံတွေကလည်းလက်ရှိတော့ဒီပလိုမာဘွဲရတွေကိုပဲဆက်ပြီးမွေးထုတ်သွားမှာဖြစ်ပါတယ်။ကျန်တဲ့တောက်ဖွားတင်တန်းကျောင်းတွေနဲ့နှီးနွယ်တင်တန်းကျောင်းတွေကိုပေါင်းပြီးတော့ဆရာတို့ကသူနာပြုတင်တန်းကျောင်းတောက်ဖွားတင်တန်းကျောင်းတွေနဲ့ဆက်ပြီးတော့ဒီရှိနေတဲ့ကျောင်းတွေလည်းရှိပါတယ်။အခုတော့ဆရာတို့ကအားလုံးပေါင်းပေါ့နော်သူနာပြုသိပ္ပံ15ခုအပါဝင်သူနာပြုသိပ္ပံရောသူနာပြုနဲ့သူနာပြုတင်တန်းကျောင်းတောက်ဖွားတင်တန်းကျောင်းအားလုံး42ကျောင်းဖြစ်လာပြီဖြစ်ပါတယ်အကျမ်းပြင်းကတော့ကျောင်းရဲ့လက်ခံတိုင်းမှုပေါ်မှာမူတည်ပြီးတော့ဆရာတို့ကတန်းကိုပေါ့နော်သူနာပြုတင်တန်းသားတင်တန်းသူ80လောက်ဆရာတို့ကလက်ခံပါတယ်တချို့ကျောင်းတွေလည်းဒီတဲ့ပိုတဲ့တင်တန်းကျောင်းတွေရှိသလိုဒီတဲ့ရော့ပြီးတော့လက်ခံရတဲ့တင်တန်းကျောင်းတွေလည်းရှိပါတယ်ဒီပလိုမာဘွဲ့ရဘက်ချယ်လာဘွဲ့ရတင်တန်းတွေကိုဆက်ပြီးတော့တက်လှမ်းနိုင်တယ်လို့အဲ့ဒီကနေမှမဟာဘွဲ့အဲ့ဒီကနေမှပါရဂူဘွဲ့အမြင့်ဆုံးပေါ့နော်ဆရာတို့ PhD ဘွဲ့အထိဆက်ပြီးတော့တက်လှမ်းနိုင်တယ်ဆိုတာကိုဆရာအနေနဲ့ဒီချိန်နေရာမှာပြောလိုပါတယ်ဒီသူနာပြုတင်တန်းသူတွေကတော့တင်တန်းစီးပြေးတာနဲ့တပြိုင်နက်ကျမိုင်ဝင်းဌာနကနေပြီးတော့နိုင်ငံဝန်ထမ်းပြည်ခန့်အပ်တဲ့အခါမှာကုသရေးဈေးရုံတွေမှာပေါ့နော်ဒါသူနာပြုများဖြစ်အရင်ဆုံးခန့်အပ်ခြင်းခံမှာဖြစ်ပါတယ်လူနာတွေရဲ့ယောဂါတွေကိုပြုစုကုသတဲ့နေရာမှာအများကြီးအထောက်ရှိသွားမှာဖြစ်ပါတယ်ဆရာတို့အနေနဲ့ကတော့နိုင်ငံတော်ရဲ့လိုအပ်ချက်အရရေချင်းရောရေအတွက်ပါဆရာတို့စ조사ပြီးတော့လုံလောက်အောင်မွေးထုတ်ပေးနေပါတယ်တင်ကြားရေးဘက်မှာလည်းသူတို့နောက်ထပ်ဘွဲ့တင်တန်းတွေဆက်တက်ပြီးရင်တင်ကြားရေးတာဝန်တွေထမ်းဆောင်လို့ရပါတယ်တားဖွားတွေကတော့အဓိကကတော့ကျေးလက်ကျန်းမာရေးနဲ့အဓိကဆိုင်ပါတယ် Rural Health Center တွေမှာတားဖွားဆရာမတွေအဖြစ်တာဝန်ထမ်းဆောင်လို့ရပါတယ်တက်ရောက်ဖြစ်တာတော့ဝါသနာပါလို့တက်ရောက်ဖြစ်တာပါရှင်လူသားတွေရဲ့ကောင်းကျိုးအများဆုံးတည်ဖို့ထမ်းဆောင်နိုင်အောင်လို့ပါရှင်ကျန်းမာရေးတွေရောပေါ့ဆရာဆမတွေကတော့ကျမတို့အကောင်းဆုံးတင် जा ပေးနေပါရဲ့ရှင်ဟုတ်နိုင်ငံတော်လည်းအကောင်းဆုံးတင် जा ပေးပါရဲ့ရှင်ထမင်းစားစိတ်တွေနေစရာတွေအကုန်လုံးလည်းထောက်ပံ့ပေးပါရဲ့ရှင်တင်ပန်းစမိသွားရင်လူသားတွေအားလုံးရဲ့ကျန်းမာရေးကိုအကောင်းဆုံးလုပ်ပေးနိုင်အောင်ကြိုးစားသွားပါမယ်ရှင်မိခင်နဲ့ကလေးအတွက်လည်းအကောင်းဆုံးသူတို့မွေးဖွားတီမှစ၍အနောက်ချိန်ထိကိုပဲအကောင်းဆုံးပြုစုစောင့်ရှောက်ပေးသွားပါမယ်ရှင်ဒါအပြင်ဒီတင်တန်းကျောင်းတွေဟာဘွဲ့ရတင်တန်းသားတင်တန်းသူတွေကိုမွေးထုတ်ပေးသလိုဒီပလိုမာဘွဲ့ရသူနာပြုတင်တန်းသားတင်တန်းသူတွေကိုလေ့ကျင့်မွေးထုတ်ပေးတာဖြစ်ပါတယ်။သူနာပြုသားဖွာတင်တန်းသားတင်တန်းသူတွေကိုနိုင်ငံတော်မှာလာစဉ်ထောက်ပံ့စေအများထောက်ပံ့ပေးလျက်ရှိသလိုကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်းသူနာပြုသားဖွာတင်တန်းသားတင်တန်းသူများကိုတင်တန်းပေးဆောင်တင်တဲ့တပြိုင်နက်နိုင်ငံဝန်ထမ်းများဖြင့်ခန့်အပ်တာဝန်ပေးလျက်ရှိကြောင်းလည်းသိရပါတယ်။ကျမလင်းထက်အောင်ပါရှင်။